ဇူလိုင်လ4ရက်နေ့မှာကြာရောက်မဲ့104ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကိုကြိုဆိုဂုဏ်ပြုသောအဖြစ်သမဝါယမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန KNB နဲ့သမဝါယမဦးစီးဌာနရဲ့ KNB နဲ့ဆိုရအဖွဲ့ဗဏ္ဍာရန်ပုံငွေနဲ့လူမှုစီးပွားမြင့်တင်ရေးစီမံကိန်းမှာပါဝင်ဆောင်ရွက်တဲ့သမဝါယမအသင်းသားများရန်ပုံငွေလဲပြောင်းပေးအပ်ပွဲကိုဇွန်လ30ရက်မိုးလယ်ပိုင်းကပြည်내သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမှာကျင်းပခဲ့ပါတယ်ဥသောကရင်ပြည်နယ်ဆိုရအဖွဲ့လုံခြုံရေးနဲ့နေဆက်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိုးမိုးဝင်းကကျေးလက်နေတောင်သူများရဲ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက်သမဝါယမစနစ်နဲ့စုပေါင်းဆောင်ရွက်တဲ့စနစ်ကြတဲ့စိုက်ပျိုးရေးမွေးမြူရေးထုတ်ကုန်များတိုးမြင့်ထုတ်လုပ်နိုင်အားပေးဆောင်ရွက်လျက်ရှိပြီးနိုင်ငံတော်အစိုးရရဲ့လမ်းညွှန်ချက်များနဲ့အညီမိမိတို့ပြည်နယ်ဗတ်စုံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုအလေးထားအကောင့်တွေဖို့ဆောင်ရွက်လျက်ရှိကြောင်းပြောကြားပါတယ်အဲ့နောက်ပြည်내လုံခြုံရေးနဲ့နေဆက်ရေးရာဝန်ကြီးစိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝန်ကြီးပြည်내အစိုးရအဖွဲ့ဝင်ဝန်ကြီးများနဲ့သမဝါယမဦးစီးဌာနပြည်내ဦးစီးမှုတို့ကဘိုးစဘာစိုက်ပျိုးတဲ့သမဝါယမအသင်း30စောင်းစီထွက်နှံသီးနှံမြေပဲစိုက်ပျိုးတဲ့သမဝါယမအသင်း5သင်းစုစုပေါင်းအသင်း8သင်းကိုတသိန်းလေးငွေကျပ်300နှုန်းဖြင့်စုစုပေါင်းငွေကျပ်3,600ကိုလွှဲပြောင်းပေးရခဲ့ကြပြီးပြည်내ဝန်ကြီးများနဲ့တာဝန်ရှိသူများကသမဝါယမအသင်းသားများအားတွေ့ဆုံအားပေးစကားပြောကြားခဲ့ပါတယ်အလားတူကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလာမြို့နယ်ပေါင်းစုံအသက်25နှစ်အောက်အမျိုးသားဘတ်စကတ်ဘောပြိုင်ပွဲဗိုလ်လုပွဲစဉ်နဲ့စုချင်းမြင့်ပွဲကိုဇွန်လ29ရက်နေ့မိုးလယ်ပိုင်းကဗန်အမျိုးအမတ်တရရက်ွက်ရှိမိုးလုံလေးလုံအားစားရုံ၌ကျင်းပခဲ့ပါတယ်။ဆိုပါပြိုင်ပွဲကိုမြို့နယ်9မြို့နယ်မှာဘတ်စကတ်ဘောအသင်း9သင်းဝယ်ရောက်ရှင်ပြိုင်ခဲ့ကြပြီးဗိုလ်လုပွဲစဉ်ဖြစ်ဗန်မြို့နယ်အသင်းနဲ့လိုင်းပွဲမြို့နယ်အသင်းတို့ရှင်ပြိုင်ကစားကြရာဗန်မြို့နယ်အသင်းကလိုင်းပွဲမြို့နယ်အသင်းကို86မှတ်42မှတ်ဖြင့်အနိုင်ရပိုဆွဲခဲ့ပါတယ်။ဗိုလ်လုပွဲစဉ်ပြီးမှစုချင်းမြင့်ခြင်းအခမ်းအနားကိုဆက်လက်ကျင်းပရာပြည်내အစိုးရအဖွဲ့ဝင်ဝန်ကြီးများကပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားစုတတိယစုရရှိတဲ့တန်တောင်ကြီးမြို့နယ်အသင်းနဲ့ဒုတိယစုရရှိတဲ့လိုင်းပွဲမြို့နယ်အသင်းတို့အားတဦးချင်းလဲဆွဲစုငွေသားစုနဲ့စုဖလားများကိုပေးရချီးမြှင့်ကြပြီးလုံခြုံရေးနဲ့နေဆက်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိုးမိုးဝင်းကပထမရရှိတဲ့ဖန်အံမြို့နယ်အသင်းအားတဦးချင်းလဲဆွဲစုငွေသားကျပ်10သိန်းနဲ့စုဖလားတို့ကိုပေးရချီးမြှင့်ခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ။